ဒီနေ့တော့ခင်ဗျာစောစီကျုပ်အိမ်လို့လာလို့ပါလားဩကျွန်တော်လည်းနားယူချင်တာပေါ့ဗျာအေးဘိုးလေးညာပိုင်းကျတော့ရုံးမှာဆိုအလုပ်ကတော့များတာလေလက်မှတ်ထိုးရတာနဲ့ပတ်စံသိရတာနဲ့ဆိုတော့ဒါမှခြေတွေကောင်းကျုပ်ပဲလှည့်လာအောင်တော့ခင်ဗျာဩကျွန်တော်ကလည်းအဲ့လိုပြစ်ထားမဲ့သူမျိုးမဟုတ်တာဗျာအချင်းချင်းကရက်ွက်ထဲမှာဆိုလို့ရှိရင်ကိုတွေ2ယောက်ပဲတက်တက်ပေးနဲ့သွားလို့ရတာခင်ဗျာဥက္ကရာဖြစ်အောင်တင်ထားပေးတာကျုပ်တော့ကျေးဇူးတွေမမေ့ပါဘူးဗျာအခုတလောကဒါပေမဲ့လည်းရက်ွက်ထဲမှာလည်းအုပ်ချုပ်ရေးမှုဆိုတာလည်းတိုယိုတန်ရီချင်းမျိုးနဲ့မှမရတာဗျာဟုတ်တယ်မဟုတ်လားကြီးစောက်ခြင်းတော့ကွာဟုတ်ပါလေဟုတ်ပါလေဒါပေမဲ့မနေ့ကကိစ္စလေးကစိတ်ထဲမကျင်တတ်တာလေးရှိတယ်ဗျာဘာမနေ့ကကိစ္စပဲအောင်မကျင်တာဇက်တူသားစားတဲ့ကိစ္စလေးကျုပ်ကဇက်တူလည်းမစားပါဘူးဗျာခင်ဗျာလည်းအခုကျုပ်ဒီနေ့ချက်တာကြက်သားပါခင်ဗျာဩမနေ့ကဖြစ်သွားတဲ့မိတ်ထီလာတိုးကေကိစ္စကိုပြောတာဩဘိုးတယောက်နဲ့ဟိုဟာပြည်သူစစ်တဲ့ပသသဟုတ်တယ်လေဗျာဒါတော့ဗျာဟိုတယောက်နဲ့တယောက်ကတော့ဘယ်သူမှလည်းမနဲ့ဆိုတော့ပြောလို့တော့မရဘူးပေါ့ဗျာဒါပေမဲ့လည်းဇက်တူသာစားတာပဲလေပြည်သူစစ်ဆိုတာကလည်းပြည်သူကိုကကွယ်နေတာပဲဟုတ်တယ်မဟုတ်လားမဟုတ်လေဒါကဟိုဘုံဘုံကလာတယ်ဒါလာတော့အခါကျတော့ तू ကတမန်ချပေးခိုင်းတယ်ဆိုတော့ तू လည်း तू အဲ့တနယ်လုံးအုပ်ချုပ်နေရတာဆိုတော့ဗျာဒေါသလျောက်ဖြစ်ကောင်းဖြစ်တာလေးဖြစ်မှာဗောဗျာခမရလေဒါမျိုးတွေနောက်ဆိုလို့ရှိရင်ရှောက်ရှားမယ်ဗျာရက်ခွက်ထဲမှာအခုလောလောဆယ်တောင်မှကိုအောင်ဘောနဲ့ကျွန်တော်နဲ့2ယောက်ပဲဟာကိုအောင်ဘောနဲ့လာပြန်ခမရရောင်သွားလို့ပါဗျာခမရဘောတော့ကိုအောင်တော်နဲ့ဒါပေမဲ့လည်းကျွန်တော်တို့ရက်ခွက်အုပ်ကြီးတွေဆိုတာကလေခင်ဗျားတို့လိုဘောလေးတတလေးမယုံနဲ့မလွယ်ဘူးဗျ။အော်ခင်ဗျာကြီးကျယ်ကျယ်နဲ့ကျုပ်ကဘောတတလေးမရတာမဟုတ်ဘူးခင်ဗျာကျုပ်တော့အပြစ်သိမ့်မထွက်ရောခင်ဗျာမြင်တဲ့အတိုင်းပဲနော်ဟိုကလိုက်ချောင်းဒီကလိုက်ချောင်းနဲ့ဟမ်ဒါနဲ့ကြောပြောစရာလေးရှိသေးတယ်။ဟေးဟာအကိုစီလာနေဟိုဘဲကြီးလေ။အော်ဟုတ်ကောဟုတ်စီကျွန်တော်ဒါတော့ခုနေချင်းကြီးပဲလှိတ်တွေးရှင်တာ။အော်ခင်ဗျာတော်ကြီးရခက်နေတာအဲ့ဘဲကြီးကခင်ဗျာအဲ့ဒါလုံးဝပါလေတကယ်ဒီပတ်စင်လောက်ဆိုလို့ရှိရင်တော့အဲ့ဘဲကိုဆွဲထဲပလိုက်မှာတခါတေးရတော့ကျွေးမှနေဘယ်ဘဲကိုဆွဲထဲပါမုံဘာဖြစ်လေအောက်လာမုံလေဒီမအောင်နဲ့ခုနကမျက်နှာတွေဖြတ်ရိုက်နေမဟုတ်ဘူးတော်ချင်းနေစိုးလို့ဟာမနဲ့ကလေးကလေထိုးတော့လေအိမ်သားထဲကမထွက်နိုင်ဘူးကျွန်တော်နဲ့စကားပြောနေအကောင်းတော့ဟုတ်တယ်ဟုတ်တယ်အိုကြီးပို့ကျွန်တော်လာမမေ့နေတာဒီနေ့ကျွန်တော်ပထမ်းရိုးရအောင်ပဲဘိုက်တွေလည်းကျွန်တော်နေတိုင်းကျွတ်လို့ရတယ်မဟုတ်ဘူးကျွန်တော်ဘလို့ကုသိုလ်ရေးရလည်းမလုပ်လို့မရဘူးဟုတ်လေဘလို့ရုပ်ရည်လေထိုးอ่ะတော်ဖြစ်နေလို့ကျွန်တော်တော်ဖြစ်ဒီမှာကူးလိုက်လေဩရပါတယ်ကျွန်တော်ဆေးခန်းပဲပြလိုက်တော့မယ်ဟာဒုက္ခဘာလဲအုပ်ကြီးอ่ะဘာဖြစ်တယ်လဲဟိုမင်းတွေ့ကိုတရေကြောက်တယ်လို့တပည့်ကြောက်တယ်လို့ဖြစ်နေတာဟုတ်လေခုနဖြတ်ရိုက်မယ်ဒီဘလို့လုပ်လဲဟိုပါဟိုစစ်မှုထမ်းကိစ္စဒေသဖြစ်နေတာအမို့ဒီအုပ်ကြီးကတမျိုးပဲချိုးပဲဒီလိုလည်းမသိဘူးဟိုမင်းဘာလာလုပ်ပြန်ငါတို့စကားကောင်းပြောအောင်မဟုတ်ပါဘူးဒီလိုပဲဟိုလျှောက်တီရှောင်းတယ်အဲ့ဒါဟိုလျှောက်တီရှောင်းမင်းလာကြဒီတိမ်ပဲရှိလားမဟုတ်ဘူးအကျော်ဝယ်မှုလာတာအကျော်ဝယ်မှုငါတို့ဘာလုပ်နေတယ်ငါတို့ဘယ်သွားနေတယ်ဘာလုပ်နေလဲဆိုမင်းကနောက်ကနေလိုက်ပြီးနောက်ရောက်ခေါင်လိုက်ပြီးတော့ထောင်လန်းနေတဲ့သဘောမျိုးတော့ဟုတ်ပါဘူးကျွန်တော် report ပြန်တင်ရတာဟမ်ပုံလေဒီလို report တင်လိုပဲကျင်းလို့ဒီရောက်ကမှလဲစရာဒီတိမ်ပဲရှိတာလေဩမင်းတို့လက်ခတ်တဲ့အိမ်ကငါအိမ်တိမ်ပဲရှိတာဗောရေမဲအုတ်ကြီးရင်ရောသွားမရအောင်သွားတာလည်းသူလေထိုးတာမတွေ့ဘူးလား